怎么ဒီစပြီးတော့ char bridge ကိုစပြီးတော့စလာနေပြီပေါ့နော်ဒီ bridge ကြီးကလေသူကလေဒီ char ဆိုရင်ကလက်ထက်ထဲကနေပြီးတော့စပြီးတော့စောက်ခိုင်းခဲ့တဲ့တရားတစ်ခုဖြစ်လို့နိုင်ငံခြားသားအများစုကလာပြီးတော့လေ့လာကြတာပေါ့အဲ့တော့ဒီ bridge နားမှာဆိုလို့ရှိရင်ဘာတွေရှိမလဲဆိုလို့ရှိရင် souvenir shop တွေရှိမယ်သူများတွေဓာတ်ပုံတွေရိုက်နေကြတယ်နော်ပြီးလို့ရှိရင်သူကအပွားနေပြီးတော့ဒီမှာဒီပေါ်စားတောက်ဆိုင်နေရှိနေပေါ့ပြီးလို့ရှိရင်သူ့ရဲ့ဒီမှာအရုပ်တွေနိုင်ပဲသူ့ရဲ့ architecture ကတော့နှစ်ပေါင်းဒီလောက်ရောင်းချနေရတာနှစ်ပေါင်း600ကျော်လောက်ရောင်းချနေရတော့မှလူတွေသွားလာနိုင်အောင်ဆောက်ထားတဲ့ဒီတုကပြင်တော့မြင်တော့ကိုရီးဥပိန်တရားကိုလည်းတော်တော်သတိရပါတယ်ပေါ့နော်ဒါကသူတို့ရဲ့ဘာသာစကားနဲ့ခေါ်တဲ့အခေါ်ပေါ့ဒီတရားနဲ့ပတ်သက်ပြီးနော်နောက်တစ်ခုကြားလို့ရှိရင်နော်ကျမတို့ဒီမြစ်တာရေးလိုင်း travel center ကဘာကြောင့်ဒီဘက်ကိုလာပြည့်လဲဆိုလို့ရှိရင်ကျမတို့ရှီကနေပြီးတော့ကျောင်းသားတွေလည်းပို့ပေးနေတယ်ဥရောပ work visa တွေလည်းကျမတို့ကရှောက်ပေးနေတာဖြစ်တဲ့အတွက် work visa နဲ့ပတ်သက်တယ်ဆိုလို့ရှိရင်ကျမတို့ကဒီဘက်က agent တွေကိုအရိုက်ချိတ်ဆက်ထားတာဖြစ်တဲ့အတွက်ပေါ့နော်လာရောက်ပြီးတော့ကျမတို့ကိုယုံကြည်နဲ့ဆက်သွယ်လို့လည်းရတယ်ဒီမှာဆိုလို့ရှိရင်ကျောင်းပြီးသွားတဲ့သူတွေအတွက်လည်းသူကအလုပ်တွေကပေါ်တယ်ပေါ့နော်ကျောင်းပြီးသွားလို့ရှိရင်အလုပ်တွေအများစုရနိုင်ကြတယ်အထူးသဖြင့်ဒီဘက်မှာဆိုလို့ရှိရင်အိန္ဒိယတွေ IT ပညာရှင်တွေအလုပ်လုပ်နေကြတာတွေ့တယ် logistics တွေအလုပ်ခေါ်တာတွေ့တယ် hotel and restaurant တွေအများကြီးပဲမို့လို့ hotel and restaurant အလုပ်တွေလည်းခေါ်နေကြတာတွေ့တယ်ဒီတော့ဒီပေါ့နော်အလုံးနဲ့ပတ်သက်ပြီးတော့ပဲ work visa အတွက်ပဲအကြံယူချင်တာပဲဖြစ်စေဥရောပနိုင်ငံတခြားဘာပဲဖြစ်စေပေါ့နော်ကျမကိုလာပြီးတော့မြစ်တာရေးလိုင်းကိုလာပြီးတော့ဆက်သွယ်လို့ရတယ်တောင်းဗီဇာတွေလည်းလုပ်ပေးနေတယ်ပေါ့ကျမက visa consultant တယောက်အနေနဲ့2017ထဲကအတွေ့အကြုံရှိပြီးသားပေါ့နော်အဲ့တော့ဘာပဲလို့ဗီဇာပဲလိုချင်သလားမိသားစုလိုက်ပဲဥရောပကိုခရီးသွားချင်သလားဒီဘက်နိုင်ငံတွေမှာပဲဥရောပနိုင်ငံတွေမှာစောင့်တက်ချင်တာပဲဖြစ်ဖြစ်ဥရောပနိုင်ငံတွေမှာ work visa လျှောက်ချင်တာအလုပ်လုပ်ချင်တာပဲဖြစ်စေကျမကိုဆက်သွယ်လို့ရပါတယ်နော်ဆက်သွားကြည့်အောင်ဒီမှာဆိုရင် souvenir shop လေးတွေここနိုင်ငံတကာနိုင်ငံသားတွေအခုတကောင်လာကြည့်ရနေရတခုပေါ့နော်ဒီနေ့ကမိုးနည်းနည်းရွာနေလို့ကျမတို့ကဒီကနေပြီးတော့ဟန်ဂေရီကိုဆက်အောင်ပါဆိုတော့ကလမ်းတော့ရှောင်းရမယ်ဆိုလို့ရှိရင်တော့အဝေးပဲဟိုဘက်ဒီဘက်ထိတ်ဆိုလို့ရှိရင်ပြီးတော့ကျမငါးလေးမှာပဲရက်ပြီးတော့ဒီလေးကိုဆက်ပြပေးနေပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်အနီးတစ်ဝိုက်တောင်းလျှောက်တွေအားလုံးကစားတောင်းဆိုင်နေပြီပဲအေးရှာစားတောင်းဆိုင်တွေရှိရယ်ဒီနိုင်ငံမှာလည်းမြန်မာတွေအများစုရောက်နေကြပြီအဲ့တော့မြန်မာတွေကဒီမှာမနဲ့လာကြလဲဆိုလို့ရှိရင် logistics တို့ factory worker တို့အဲ့ဒါတွေကြတော့လေကိုယ်တိုင်ချိတ်ဆက်ဖို့ထက် agent နဲ့ပဲလုပ်ရတာဖြစ်တဲ့အတွက်ကျွန်မကိုယ်တိုင်လည်းဒီနိုင်ငံမှာရှိတဲ့ agent နဲ့ကိုယ်တိုင်ချိတ်ဆက်ပြီးတော့လုပ်ထားတာဖြစ်တဲ့အတွက်ယုံကြည်နဲ့ပေါ့နော်အလုံးလျှောက်ရှင်နေဆိုလို့ရှိရင်ကျမကိုဖန်ဆန်လို့ရပါတယ်ဆိုတဲ့အကြောင်းကိုဒီနေရာနေပြောရင်းနဲ့ဒီမှာပဲကျမရက်လိုက်မယ်နော်အားလုံးပဲစင်ပြေချမ်းသာကြပါစေရှင် Happy New Year ပါ